မင်္ဂလာပါဒီနေ့ကျွန်တော်မောင်ကျော်မင်းဒီဘွဲ့စီ9ရက်ကွက်ထဲကတန်သုံးတောင်းကလေးတစ်ခွက်ရောင်းပေးပါမယ်ဒီတောင်းကွက်လေးကတော့ကျွန်တော်တို့လိုင်းသားရမြို့ဘွဲ့စီအမှတ်ခွန်ရက်ကွက်တေးဥယျာဉ်လမ်းမတဲစင်တောင်ကြားလမ်းမဈေးလမ်းမပေါ်တောင်းကွက်တစ်ခွက်ပါဈေးတိုင်းဖွင့်ခြင်းများအတွက်နေရာအရန်ကောင်းပါတယ်တပည့်ရည်တိုင်းဘီယာဆိုင်ဈေးလမ်းမပေါ်မှာဖြစ်တဲ့အတွက်ဈေးဆိုင်ဖွင့်ခြင်းများအတွက်နေရာကောင်းလေးတစ်ခုပါကဲအိုက်တောင်းကလေးကိုသွားလိုက်အောင်ဒါကြီးကတော့ကျွန်တော်တို့လိုင်းသားရ9ရက်ခွက်ထဲကတောင်ကြားလမ်းမပေါ်ကဝှက်ချက်သေးပါကျွန်တော်စောစောကရောင်းချပေးမယ်တောင်းကလေးကတော့ဒီဈေးလမ်းမပေါ်မှာပါယခုဒါမြင်တွေ့နေရတဲ့မှာပဲခင်ဗျာကျွန်တော်တို့ဒါကတိုးချဲ့ဈေးလမ်းမကြီးပေါ်မှာပါတိုင်သာရ9ရက်ကွက်ထဲကဈေးသေးပါခင်ဗျာဒီဈေးလမ်းမကြီးကတော့မနေ့6နိုင်ရက်နေမနေ့10နိုင်ထိရန်စီတဲ့ဈေးလမ်းမပါညနေကတော့3နိုင်ရက်နေညနေ6နိုင်ထိစီကားလို့နေတဲ့ဈေးလမ်းမပဲဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်ဒီဈေးလမ်းမပေါ်မှာရောင်းချပေးမယ်တောင်းခွက်လေးကတော့ကျွန်တော်20 60စားစနာတော့ပါမစ်မူရင်ရောင်းမဲ့ရောင်းစီလေးကတော့ကျွန်တော်တို့သိန်းလေးတောင်အလျှော့လေးနဲ့ရပါမယ်စိတ်ဝင်စားတဲ့ကျွန်တော်မင်းခင်ဗျာဒါရောက်ကြည့်ရှိပါခင်ဗျာကျေးဇူးပါ